ထူပိုင်းပြန်ပြီးတော့အေးတော့ကြားတယ်ကောင်းတယ်ပြီကိုယ်ဒီနာကိုယ်ဒီကျွန်တော်ပြောခဲ့လို့ပဲဒီလိုအခွင့်အရေးတွေရရင်ကောင်းကောင်းကြီးအဆုံးသတ်တဲ့မြန်မာယူဆဖို့နေဒီချိန်မှာလည်းသွင်းဖို့တကူထပ်ပြီးတော့သွင်းပြခဲ့ပြီဖြစ်ပါတယ်။ဟိုဘက်ကနေဆိုရင်ကျွန်တော်စောပိုင်းတင်ဆက်ခဲ့လို့ပဲအနေအများကြီးခိုက်တဲ့အနေပဲဒီမှာအသင်းဥဆောင်မှုတွေတွေ့ရတဲ့ဆိုဒီနေ့မှလည်းပြည်သက်တွေတကယ်ကိုလိုချင်နေတဲ့ဥဆောင်မှုတော့ပဲသားချင်း7မိနစ်ကျော်မှတွေ့ရခဲ့ပြီဖြစ်ပါတယ်။ခုနကကွင်းထဲမှာစီရပြည်သက်တွေအားပေးတယ်တကယ်ကိုရေကုန်စရာအပြည့်နဲ့မြန်မာကစားမိုင်းတွေတကယ်ကိုပဲအတက်စရာတခုဖြစ်နေကြရတယ်ဖြစ်ပါတယ်။မြန်မာအသင်းကတော့အေရှန်ပြည်သက်တွေရဲ့အားပေးမှုနဲ့ပဲအထူးသူတို့အနေနဲ့ဒီနေ့ပွဲစဉ်မှာရမှတ်တမတ်တော့ပဲမဟုတ်ပဲရန်လုံးပြေနိုင်ပွဲရန်လုံးပြေအကောင်းဆုံးပုံစံနဲ့အတူ19နှစ်ကြာဝေးကွာနေတဲ့အာရှခီးကိုခရီးဆက်ဖို့အတွက်အတော်လေးယုံကြည်မှုပြည့်ထန်နေတဲ့ပုံရိပ်မှာတော့ရှိနေကြတာဖြစ်ပါတယ်။ဒီလိုအဝယ်ခံမှုမျိုးတော့မြန်မာပြည်သက်တွေနဲ့အတူမြန်မာအသင်းသားတွေလည်းမခံစားရကြပြီဖြစ်တဲ့ကြောင့်ဒီတွင်ကိုသွင်းပြီးချိန်မှာတော့မြန်မာပြည်သက်တွေဟာတကယ်ကိုပဲပောက်ကွဲတန်တော့ကျွန်တော်တို့မြင်တွေ့ကြားတွေ့ခဲ့ရတယ်ဖြစ်ပါတယ်။ဟုတ်ပါတယ်သူတို့ကအနာဂတ်မှာသေချာပေါက်အားကိုးရမယ့်ကစားသမားတွေဖြစ်ကြောင်းကိုဒီကနေ့မှလည်းဒီသင်းကိုနဲ့အတူထပ်ပြီးတော့မြန်မာယူဆက်ခွန်အသင်းတက်တည်ပြခဲ့ပြီးဖြစ်ပါတယ်ဟုတ်ပါတယ်စောပိုင်းကအသင်းကိုသွေးယူပေးခဲ့တဲ့ညီညီတန့်ပဲဖြစ်ပါတယ်ညီညီတန့်ကတော့မြန်မာယူဆက်ခွန်ကိုစင်တော့မြန်မာသင်းတောင်းကံပေါ်ခံခွင့်ရမယ်ဗျာတောင်းကံပေါ်ဒီကပေးတော့တယ်မာတင်ပဲထူပိုင်းလက်ကမ်းပြီကိုဗီညာမာတင်ပွဲတော့အကောင်းဆုံးတကြောပြန်ပြီးတော့ဥဆောင်လိုက်ပြီဖြစ်ပါတယ်ဒီနေ့မှာထပ်တူအောင်ပွဲခံဖို့အတွက်ထပ်တူပျော်ရွှင်ဖို့အတွက်သူ့နောက်ကွင်းတဲ့အထိအင်တိုင်းအားတိုင်းရောက်ရှိနေတဲ့ပြည်သက်တွေအတွက်ဒီနေ့မှာအပေါ်ပြေသွင်းဖို့တော့ထပ်ပြီးတော့မြင်တွေ့ခဲ့ရပြီဖြစ်ပါတယ်ဟုတ်ပါတယ်မြန်မာအသင်းကတော့သူရဲ့အားသာတဲ့တောင်းကမောတွေအမြင့်မောတွေနေပဲဒီချိန်မှာတော့ရရှိလာတဲ့တောင်းကမောတွေပဲဥဆောင်ကိုတမန်သွင်းယူသွားနိုင်ခဲ့ပြီဖြစ်ပါတယ်မြန်မာအသင်းကသူတို့အနေနဲ့တကယ်အားသာတဲ့အနေထားနဲ့တုံးချနိုင်တဲ့အသင်းဖြစ်လေရက်တီနေကြရဖြစ်လို့ဒီနေ့ပွဲစဉ်မှာတော့စီးရီးယားအသင်းကိုဥဆောင်ကိုသွင်းယူပြီးတော့ထပ်မံအကောင်းဆုံးပုံစံနဲ့ပဲဥဆောင်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်ဒီချိန်မှာမြေတွေ့ပုံမြေတွေ့နေထားရတော့မြန်မာအသင်းရဲ့အသင်းကောင်းဆောင်အောင်ဒီဟာရဲ့ပါနေမှုကိုလည်းမြင်တွေ့ခဲ့ရတယ်ဖြစ်ပါတယ်ဒါကြောင့်မို့မြန်မာအသင်းကဒီနေ့မှာတော့စီးရီးယားအသင်းကိုတကိုးနဲ့